နေ့ဘော်ဒါတွေကိုပြပေးမယ်ဟာတောလိုက်တဲ့ဒါကြီးပဲဒီမှာသူကသွားရည်လည်းပါတယ်ဒီမှာသွားအသေးတွေပါတယ်ဒါတော့ကြီးပဲစီးတယ်ကောင်းတီးလို့ရတယ်ဖြတ်လို့ရတယ်ခုတ်လို့ရတယ်ဒါသူ့ရဲ့ဒါအယိုးကတော့သူကကော်နဲ့လောက်တာတော့ဗောနော်ဒါတိတ်ရန်စီးကြီးတာဟာတော့ပေါ့ဒါပေမဲ့ဒီတောထဲမှာသွားတာတော့ပါဆိုတော့တော်တော်များများကိုအသုံးဝင်ပါတယ်ပဲမိတ်ထုတ်တာဒီရနဲ့တူတယ်ဒီကောင်းလေးတော်တော်ထက်တယ်နော်ကောင်းလားဒါတခုနောက်တစ်ခုကတော့ဒါမန်ရှယ်ရီကောင်းတော့မိုက်တယ်ထိတ်မှာပြီးရတယ်ပဲဖောက်လို့ရတယ်ခြုံပါတယ်ဒါကတော့သူ့ရဲ့သွားတော့ထိတ်ကတော့ဟိုယူတန်းလို့မဟုတ်ဒါပေမဲ့ तू ကခြုံတယ်သွားလဲကောင်းတယ်ဒါဒီကသူ့ရဲ့နောက်မှာပါတဲ့သူလည်းတော့လိုက်တာတမျိုးပဲပေါ့နော်ဒီမှာသူတို့ခေါ်တော့မန်ရှယ်ရီလို့ခေါ်တာပေါ့အာဖရိကလို့တော့ဒါပေမဲ့ तू ကတော့ဒီဇိုင်းတစ်မျိုးပါကောင်းဝေးတွေပါလည်းရှိတယ်ဟိုပါလည်းရှိတယ်အနောက်မှာတန်းငယ်ငယ်လေးတစ်ချောင်းပါလိမ့်ပို့လို့ရတယ်ဖြတ်လို့ရတယ်ခုတ်လို့ရတယ်ဒီဘော်ဒါတို့ကိုပြမယ်ဟာဒီရမှာ boot night လို့ခေါ်တယ်ဗမာတို့ဆိုလို့ရှိရင်တော့ဒါ scale ပါပေါ့နော်ဒါ scale ပါအောင်မှသူကအလိမ်ဟုတ်လားဒီကောင်ကကြတော့သူကဘာဖြစ်လို့လဲဆိုတော့ဒီမှာဘာလို့ boot night လို့ခေါ်လဲဆိုတော့သူတို့ဒီစစ်တိုက်တွေပဲထွက်တဲ့ခါကျလို့ရှိရင်သူတို့ဒီဖက်နှက်မှာချိတ်တဲ့ဟာနော်မှာချိတ်တဲ့ဟာလည်းပါတယ်ပြီးတော့သူကဒီသူ့ရဲ့ကာဘာလည်းဒီမှာ plastic လောက်ထားတော့သူကမာတယ်ထိတာခိုက်တာတခုရှိအဲ့မဲ့ဒီဒါကတော့ဘာဖြစ်လဲဒီ scale ပဲဘာဖြစ်လဲဆိုတော့သူကဟိုဖြတ်လို့ခုတ်လို့လှီးလို့တော့မရဘူးဒီသူကတော့ထိုးရတာတခုပဲဒါထိုးတာတခုပဲသူကလုပ်လို့ရမယ်ဒါပေမဲ့ဒီကားတွေကဒီဟာတွေကဒီနိုင်ငံမှာဘန်လာတယ်တော်တော်များများ state တော်တော်များများမှာဘန်လာတယ်ဒီဟာကိုကိုင်တာတွေ့လို့ရှိရင်ဘန်ခံလို့ရတယ်အခုကျွန်တော်တို့ဒီနေတဲ့ New Mexico State မှာဆိုလို့ရှိရင်တောင်လူတွေကတည်းကမှာဓာတ်တွေကိုခါကြမှာချိတ်သွားပါညာလုပ်လို့ရတယ်ဒါပေမဲ့ဒီလိုဓာတ်မျိုးတွေ့လို့ရှိရင်တော့ဘန်ခံနိုင်တယ်ဘာလို့ तू ကဒီဟာတည်းတဲ့အတိုင်းပဲတဲ့အထဲမှာသိတယ်မလားအပေါက်တွေပါတယ်အလိမ်တွေပါတယ်လူတယောက်ကိုထိုးလိုက်တဲ့ခါကျလို့ရှိရင် तू ကလေတွေထွက်ပြီးဒီပေါက်တွေကလေထွက်ပြီးတော့ तू တည်သွားနိုင်တယ်ဟောနောက်တစ်ခုကဒီမှာကြည့်ဟောသိတာ तू ကအနောက်ကဒီနောက်ကခြုံလဲပါဒီခေါင်းမားတယ်ဒီမှာကားမှန်တွေပါတယ်ညာတွေကိုခွဲလို့ရတယ်မှန်ခွဲပေါ့နော် for breaking the glass ပေါ့အဲ့လိုပုံစံမျိုးရှိတယ်ဒီကမစိုးဒီကောင်ကောင်းတယ်နောက်တစ်ခုကဒီကောင်ဈေးတဲ့တိတ်ပြီးတော့မရှိဘူးဒါကအမေရိကန်ဒေါ်လာဆိုလို့ရှိရင်65ကျပ်လောက်ပဲရှိတယ်ဒါချိုး state တွေကြတော့သူတို့